ယနေ့လိုမျိုးနော်စကိုင်းမန္တလေးနော်တကယ်စကိုင်းဆိုတာသူကိုယ်တိုင်မွေးဖွားခဲ့တဲ့နေရာကြီးပါသူ့ရဲ့ဇာတိပါအခုတော့တကယ်ပိတ်မိနေတဲ့ဥစ္စာတွေနော်ယနေ့ဟေ့ဆိုရင်ဒါကဲတင်နိုင်ရင်အသက်တွေမသေးကြဘူးဗျငလင်ဟေ့ဆိုတာကဲနိုင်ရင်ကဲတင်နိုင်တော့ရှင်တန်မှုဖြစ်တယ်ဘာလို့လဲဟေ့ဆိုတော့ချက်ချင်းတည်တဲ့ကိစ္စတွေမဟုတ်ဘူးနော်အများကြီးအထဲထဲမှာခုနပြောလို့ပြိုကျလို့အပြင်မထွက်နိုင်လို့ဒါပိတ်မိနေကြတာတွေတဖြည်းဖြည်းနဲ့ကြမှာပြီလာတာတွေဒါတွေကအချိန်မီကဲတင်နိုင်နေဟေ့ဆိုရင်ဦးဇင်းတို့သိစရာအကြောင်းမရှိဘူးအဲ့တော့ကဲတင်ရမှာကိုမကဲတင်တဲ့အတွက်ကြောင့်သိနေခြင်းဟာတာဝန်ယူထားကြတဲ့စစ်အာဏာရှင်တွေအတွက်နော်အရေးကြီးဆုံးသူတို့မကဲတင်ဘူးဟေ့ဆိုတာဒါတနည်းအားဖြင့်ပြောရင်ရည်ရွယ်ချက်ရှိရှိပြည်သူကိုတပ်ဖြတ်ခြင်းပဲအဲ့တော့ဒီတာဝန်တွေဟေ့ဆိုတာပြည်သူကလည်းပေးထားတာမဟုတ်ဘူးအဲ့တော့မတရားသူတို့ခိုးယူထားတော့လေဒီတာဝန်နေရာကိုယူထားတဲ့ဟေ့ဆိုရင်မိမိတို့ကနပြောခဲ့တဲ့တာဝန်ကြေပွန်ခြင်းအရာပြအခုကမပြတဲ့အပြင်တက်ချင်းဖြတ်ချင်းတွေရက်ဆက်ချင်းတွေဘုံကျဲချင်းတွေလုပ်နေတဲ့ဟေ့ဆိုတာအင်မတန်မှဆိုးရတဲ့အလုပ်တွေပဲဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ငလင်ဘေးတန်တင့်တဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေအားလုံးကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေလို့ကျွန်တော်တို့စိတ်မကောင်းတဲ့ဂျာကအဝေးရနေဆုမကောင်းတောင်းပေးပါတယ်ဗျာအားလုံးပဲတော့ကဘေးတွေကင်းဝေးပါစေလို့လည်းဒီနေ့ဆုတောင်းပေးပါတယ်အဲ့တော့ဒီနေ့ကွန်စော်ရေကျွန်တော်တို့ဒီပြည်သူတွေအားလုံးဟုတ်ဒီကဘာလုံးကရှိတဲ့ဟလာလူထုတွေအားလုံးကိုသိစေခြင်းနဲ့အကြောင်းအရာလေးရောတချို့ကပြောကြတယ်ဗျာဒီတဘာဝဘေးနဲ့နိုင်ငံရေးနဲ့မသက်ဆိုင်ဘူးပေါ့နော်ဒါမျိုးပြောကြတယ်ပေါ့နော်ဒါပေမဲ့တဘာဝဘေးနဲ့နိုင်ငံရေးကသက်ဆိုင်တယ်လို့တော့ထင်တယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီပြည်သူတွေကိုကျွန်တော်တို့နှစ်ယောက်ဆွေးနွေးပြီးတော့ကျွန်တော်သိတဲ့အချက်လက်လေးတွေဟုတ်ကျွန်တော်တို့သိထားတဲ့အရာလေးတွေပေါ့ကျွန်တော်ပြောကြားခြင်းနဲ့အရာတော့တဘာဝဘေးနဲ့နိုင်ငံရေးပေါ့နော်အဲ့တော့ဒီခေါင်းစဉ်နဲ့မပြောခင်မှာကျွန်တော်တဘာဝဘေးနဲ့နိုင်ငံရေးကဘယ်လောက်ထိသက်ဆိုင်တယ်လဲဆိုတော့ဗီဒီယိုကလစ်လေးတစ်ခုပြချင်တယ်ခင်ဗျကဲကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါဦးမြန်မာနိုင်ငံသည်အင်အားကြီးစကိုင်းပြည့်၍ငလင်ကြောပေါ်မှာရှိနေသည်ဟုသိရပြီးလာမည့်မကြာမီနှစ်များအတွင်းမှာငလင်အကြီးအကျယ်လုံနိုင်ခြေရှိသည်ဟုပညာရှင်များကခန့်မှန်းထားကြသည်ငလင်ကြောင့်လူထောင်ပေါင်းများစွာထိခိုက်ဒဏ်ရာရနိုင်သည်ဟုလည်းသိရသည်အကယ်၍ဤကဲ့သို့တဘာဝဘေးအန္တရာယ်များကြုံလာပါကရောက်ရှိလာမည့်လူနာများကိုစနစ်တကျကုသနိုင်ဖို့ဈေးရုံများကအဆင်သင့်ဖြစ်ပါပြီလားတကယ်တော့စကိုင်းပြည့်ရတဲ့ဟိုမြန်မာပြည်မြောက်ပိုင်းကနေစပြီးတော့ပြင်လယ်ထဲအထိစကိုင်းပြည့်ရအန်ဒီရဲ့ရှိဆုံးသတ်ဖြစ်တယ်မြို့ကြီးတွေတော်တော်များများကိုဖျက်တမ်းလာဖြစ်တယ်အဲ့ဒီမှာပိုပြီးအန်ဒီရဲ့ရှိတာကရန်ကုန်နဲ့မန္တလေးပဲလူများအင်အားပြည့်တဲ့ငလျင်တစ်ခုလို့လူနာတွေများထောင်ချီလို့တကယ်လို့ထိမယ်ဆိုရင်ဆေးရုံတွေအနေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဒေါ်လို့တဲ့နော် HI တို့လိုအဖွဲ့မျိုးနဲ့အခုညီမျိုးနဲ့ကျွန်တော်တို့ကဒီ plan တွေကိုဆွဲနေတယ် MCI plan ခေါ်တာပေါ့ mass casualty plan တကယ် disaster ဖြစ်လာပြီဆိုရင်ကျွန်တော်တို့စုဆောင်းထားတဲ့ဆေးတွေမကောင်းဆေးလိုအပ်လာတယ်ပေါ့နော်ခုန plan တွေကျွန်တော်တို့ဒီ preparation ပေါ့ပြင်ဆင်မှုတွေပြုလုပ်သွားပြီးတကယ်တော့လေ့ကျင့်တာပေါ့ simulation ခေါ်တာပေါ့နော် simulation ဆိုတာတော့သူကတကယ်တဘာဝနဲ့ပုံစံတူလေ့ကျင့်ထားတဲ့သဘောဒီဘောချင်းတွေကိုကြုံပြီဆိုတာနဲ့တပြိုင်နက်စေရုံဦးကြီးကနေပြီးတော့ဒီ plan တိုင်းဆက်လက်အကောင့်တွေဖော်ပါလို့ပြောတာမျိုးတွေနဲ့ပထမဆုံးစပြီးတော့လှုပ်ရှားရမယ့်အဖွဲ့ကတော့ကျွန်တော်ရေးပေါ်ထားတယ်
နောက်တစ်မျိုးတော့အရေးပေါ်အခြေအနေမှာတဘာဝဘေးတွေကိုတုံ့ပြန်တဲ့ဘယ်သူဘာလုပ်ရမလဲဆိုတဲ့ job cut တွေလည်းကျွန်တော်တို့အစင်းသင်းလုပ်ပြီးသားဖြစ်တယ် job description ခေါ်တာပေါ့အဲ့ဒီအတိုင်း job cut အတိုင်းတာဝန်ယူနေရာယူပြီးတော့ response လုပ်နိုင်တယ်ဒီမှာလည်းလူနာတွေထောင်ထောင်ကြည့်ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့အချိန်မှာဆေးရုံကလည်းခိုင်ခံ့မှုမရှိလို့တကယ်လို့ငလျင်တန်ကိုခံရလို့ပြိုပြက်မယ်ဒီလိုအခြေအနေမျိုးဖြစ်မယ်ဆိုရင်ဆေးရုံရဲ့လုပ်ငန်းတွေမဆောင်ရွက်နိုင်အကြံပို့ပြီးတော့ဒုက္ခရောက်နေတော့ယာယီဆေးရုံအနေနဲ့ဘယ်နေရာတွေမှာဆောင်ရွက်နိုင်လဲဆိုတာကိုဒါကြိုတင်ပြီးတော့မြို့တော်စီပင်ရောအားလုံးနေရာတွေတောင်းတာလည်းရှိပါအောင်တတိယလားဆေးရုံတွေရဲ့ဒီ MCI plan ရေးဆွဲတဲ့အခါမှာပြင်ပအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်။ရှာဖွေကယ်ထုတ်တာကိုမိသက်ကလုပ်တာတို့ကင်းပြတဲ့နေရာကိုထိန်းချုပ်ပေးဖို့ရဲတပ်ဖွဲ့ရလုပ်တာ။မိလောင်တဲ့အနေအထားရှိရင်မိသက်တပ်ဖွဲ့ရပြန်ပါတာလူနာတွေရွှေပြောင်းတာတည်ပို့တာပြင်ပလူမျိုးရေးအသင်းလူနာတွေရန်အဖွဲ့တွေပါတာတို့ဒီအဖွဲ့တွေအကုန်လုံးနဲ့ကျွန်တော်တို့ကဒါချိတ်ဆက်တာဘေးရန်တွေအကြောင်းရောက်ရှိလာတဲ့လူနာတွေကိုစနစ်တကျလက်ခံကုသပေးဖို့ဆိုလို့ဒီဆေးရုံတိုင်းမှာ plan တွေကိုရေးဆွဲထားဖို့လေရေးဆွဲထားတဲ့ကျွန်တော်တို့ရဲ့အစီအစဉ်တိုင်းတုံ့ပြန်ဆောင်ရွက်မှုတွေအားလုံးကိုလည်းဆေးရုံဝန်ထမ်းတွေအားလုံးကသိထားဖို့လေဒီတိုင်းသိရှိနေုံနဲ့လည်းမပြီးဘူးဒီဟာတွေအားလုံးကိုကျွန်တော်တို့ဇက်တိုက်လေ့ကျင့်ထားမှတကယ်ဘောဘေးရန်တွေအခြေအနေမျိုးတွေမှာကျွန်တော်တို့ကစနစ်တကျနဲ့အသက်ကယ်ကုသပေးနိုင်မှာဖြစ်ရင်းတဲ့အတိုင်းပဲဒီစကိုင်းပြည့်ရွေပေါ်မှာဟာလားနော်ပြည့်ရွေတွေပြန်ပြီးတော့နိုးထလာပြီဒါတွေကလည်းခုနဒီဗီဒီယိုထဲမှာပြောပါတယ်သူတို့သတိပေးခဲ့တာကြာပြီဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများနောက်ဟိုဘယ်လိုခေါ်မလဲကိုတို့နာဂစ်တုံးကလည်းဥထုံးလည်းသတိပေးခဲ့ဘူးဟုတ်တယ်ဆိုတော့သတိပေးစစ်အာဏာရှင်ကဘလောက်သတိပေးသူကမှန်တဲ့ဟာဆိုရင်သူကလုံးဝကိုတိတ်ထားတာဘာဖြစ်လို့လဲဆိုတော့အဓိကကတော့နိုင်ငံရေးကိုစိတ်ဝင်စားအောင်ဒီလိုသဘာဝဘေးအန္တရာယ်ထိတယ်နိုင်ငံရေးစိတ်ဝင်စားတော့နိုင်ငံရေးစိတ်ဝင်စားရင်တို့ကခွင်ပေါ့ခွင်အများဆုံးတို့ဒါအခွင့်ကောင်းပါလို့အဲ့တော့ရှေ့ကပညာရှင်တွေကလည်းပြောထားတယ်ငလျင်အချိန်ကြီးများလာမယ်ဒါပညာရှင်တွေကြိုပြောထားတယ်ဒါကိုတို့နားမထောင်ဘူးဟုတ်တယ်အာဏာယူလိုက်တယ်အဲ့တော့ဒီအချိန်မှာဒီလိုသဘာဝဘေးအန္တရာယ်ကြီးဖြစ်တယ်ဒီလိုဖြစ်တဲ့အချိန်မှာဆရာဝန်တွေအင်ဂျင်နီယာတွေနောက်ကျွန်တော်တို့ဒီ volunteer လူငယ်တွေတော်တော်များများတော်တဲ့ရောက်ကုန်ကြအဲ့တော့နိုင်နေကူညီနိုင်တဲ့အနေအထားတွေမရှိတော့အဲ့တော့သူတို့ကိုယ်တိုင်ရောဘာတွေလုပ်နိုင်လဲဘာမှမလုပ်နိုင်ဘူးအခုလက်အချိန်တိကအခုချိန်တိကအခုမန္တလေးစကိုင်းဆိုရင်ကားနဲ့ကူးလာလို့မရတော့ဆိုတော့ဇက်တီနဲ့သွားရတယ်စကိုင်းမှာဆိုရင်80ရာခိုင်နှုန်းပျက်စီးသွား80ရာခိုင်နှုန်းပျက်စီးသွားတဲ့အချိန်မှာဟိုမှာသူတို့တက်မတော်ဆိုတဲ့အရာကသူတို့ရှေ့တန်းထွက်လာတာအဓိကလက်ရှိမှာပြည်သူကိုကူညီရန်ဆိုတဲ့ဒီအသင်းဖွဲ့တွေဖွဲ့စည်းထားတဲ့ private အသင်းဖွဲ့တွေကအားလုံးစစ်စီရုံးနဲ့ဥမာနေပြီးတော့မန္တလေးစကိုင်းမှာဆိုအသင်းဖွဲ့တွေအများကြီးရှိတယ်ရင်နာဖို့ကောင်းတာစကိုင်းprivate အသင်းတစ်ဖွဲ့ဆိုရင်ဓမ္မဘက်ကိုရက်တည်တာဖြစ်တယ်ကလေးတွေအကုန်လုံးကတော့တယ်မှာသွားပြီလေအဲ့တော့ကူမဲ့လူလည်းနေသွားပြီပေါ့ဟုတ်တယ်ကူမဲ့လူနေသွားကူရမဲ့တဲ့ဘဝကိုရောက်ယနေ့ချိန်ဒီပိတ်မိနေတဲ့လူပေါင်းမဲဦးလေနောက်ပြောရရင်ဒါစစ်တပ်ရဲ့စီမံခန့်ခွဲမှုအားနေတာအဲ့တော့အာဏာရာယူတယ်စီမံခန့်ခွဲမှုဘာမှမရှိဘူးအဲ့ဒါပဲဒီချိန်မှာရဟတ်ရင်တွေနဲ့ဥပမာဒီကျွန်တော် volunteer တွေကူညီတဲ့အဖွဲ့တွေကိုထားတာချပေးရမယ်ဒါမျိုးကြတော့မသုံးဟုတ်လားဘယ်နေရာမှာသုံးလဲရ
ဒီလူလူကိုပြန်ပြီးတော့တိုက်ခိုက်ဖို့အတွက်မှာ ဒုက္ခပေးတဲ့နေရာဟာလားဘုံတွေကျဲဖို့အတွက်အဓိကတော့ကျွန်တော်တို့ဖြစ်စေချင်တာကတော့ခုလက်ရှိမှာသူတို့ကအာဏာယူထားတယ်အာဏာမက်ထားလို့အာဏာယူထားတဲ့လူတွေကပြည်သူလူထုကိုကူညီစေချင်တာဖြစ်ပျက်နေတဲ့သဘောပါအိုးတွေကမနေ့ကဆိုဗီဒီယိုဖိုင်တွေအားလုံးကကြည့်ရပါလိမ့်မယ်ပစ္စည်းမပြည့်မစုံပဲနဲ့လက်လေးနဲ့ ကဲထုတ်နေရ ပေါက်တူးလေးနဲ့ပေါက်ချုံးလေးနဲ့ကဲထုတ်ရတဲ့ဘဝတွေဗျာ ကဲအဲ့တော့ဒီစစ်အစိုးရဟာလားစစ်အာဏာရှင်ဘာမှသုံးစားရစေတနာကွာတာကို အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ခေတ်ဆက်ဆက်မှာတဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်မှုအားကိုမလုပ်ခဲ့တယ် တပေါ့တယ်မဟုတ်သူတို့လည်းဘလို့ကောဒါအောင်စိတ်ဝင်စားသူတို့ကအာဏာယူမယ်ဘလို့တိုင်းပြည်ကဘလို့ဟာလားဘန္နာငွေတွေဘလို့ဘုံမယ်တရားစာတတွေဘလို့ဖြောင်းမယ်ဒါပဲ အခုဆိုရင်ဒါကယ်ဆယ်ရေးအဖွဲ့တွေလာပြီဗျာဟဲ့ကျွန်တော်အကိုပြောတာတဲ့တော်လိုင်းရေးကြောင့်သူတို့ကပြောတယ်မလားအဲထားလိုက်တော့ဟုတ်ပြီတော်လိုင်းရေးကြောင့် line တွေကိုဖြတ်ချထားတယ် line ဒီ internet server တွေကိုသူတို့ speed တွေ short ချထားတယ်ဒီလိုအချိန်မျိုးသဘောက BN ရဲ့အချိန်မျိုးမှာအခုနိုင်ငံတကာဝင်ပြီး BNN လာပြီးဒီနေ့မနေ့ဆိုရင်ထိုင်းရောက်တယ် ဟုတ်တယ် နော် BNN လာပြီးစင်ကာပူလာတယ်တရုတ်လာတယ်အိန္ဒိယလာတယ်ဟာရုရှားလာတယ်ဟာလောလောဆယ်မှာဒီ6နိုင်ငံဝင်လာပြီအခုတကယ်သဘောအဖြစ်ဖြစ်တဲ့နေရာအရက်ဖြစ်တဲ့မန္တလေးလိုနေရာမျိုးစကိုင်းလိုနေရာမျိုးသွားဖို့အတွက်သူတို့နိုင်ငံနဲ့သူတို့ဆက်သွယ်ဖို့အတွက်ဘာတွေလိုအပ်တယ်ဆိုတဲ့ဟာကိုယူဖို့အတွက်ဆိုရင် internet line မကောင်းရင်ဘယ်လောက်အဆက်ကောက်ခွဲမလဲ အဲ့တော့ဟိုစစ်ကောင်စီကဘာလဲဆိုတော့သူတို့အရေးမနှိမ့်မှုအတွက်ကိုအဲ့ဒါစေတနာဒီမှာစကားပြောတယ် ဟုတ်တယ် VPN တွေအခုလည်းခံရတော့ လို့အခုချိန်ဒီအမဟုတ်ခဲရတော့မဟုတ် VPN ဖွင့်ကိုမပေးတာပိတ်ထားတာ ကဲ VPN ခံပြီးသုံးနေရတယ်အမှန်ဒါတွေဖြုတ်ချပေးရမှာ မှန်တယ် ပြည်သူလူထုပေါ်မှာဘယ်လောက်ထိစေတနာထားလဲမထားလဲဆိုတာဒါတွေရဲ့တက်တည်ပဲနောက်တစ်ခုကဲဒေါန်ဆန်းစုကြည်လက်ထက်ကသဘာဝဘေးရန်တွေအတွက်အသုံးပြုအတွက်ဒီရဟယုံဝဲဒါကိုအမှုဆွဲတယ် အမှုလုပ်ပြီးအမှုဆင်ပြီးတော့ကိုယ်တိုင်စီးကျင်လို့ရဟရင်ဝဲပါတယ် ဆိုပြီးတော့လုပ်တယ်ကဲ ဒီကတော့ အဲ့တော့ဒီစစ်တပ်ရဲ့စီမံခန့်ခွဲမှုနည်းတဲ့အပြင်ပြည်သူပေါ်မှာစေတနာမရှိတာခုန VPN ကိုခံပြီးသုံးနေရတဲ့ဟာမျိုးเนาะအမှန် line တွေပြန်ပြီးတော့တင်ပေးရမယ် ဖုန်းလိုင်းတွေအခု VPN ထားအောင် VPN မပြောနဲ့ငါကြီးဖုန်းလိုင်းတွေအခုတကယ်ဖြစ်နေတယ်မန္တလေးမှာဆိုရင်ဖုန်းလိုင်းတွေလုံးဝကြက်နေတာ ဟုတ်တယ် လုံးဝပြောလို့မရဘူးနော် ဟိုတချို့နေရာမှာဆို internet မရှိဘူး စကိုင်းဆိုပို့ဆို ပို့ဆိုးတယ် စကိုင်းဆို80ရာခိုင်နှုန်းထိတာလေ JD ပထိုးတွေရောလူနေအိမ်တွေရောအဲ့တော့တဦးနဲ့အောက်ချိန်မှာကဲဖုန်းပါသွားတယ်အောက်မှာမြုပ်နေတဲ့လူကဖုန်းလိုင်းမိနေဆိုရင်အပေါ်နဲ့ချိတ်ပြီးပြောလို့မရဘူးလား ဟုတ်တယ် ကျွန်တော်ဒါပြောပြ ဟုတ်တယ်မနေ့ကဆိုရင်ဒါ तू က for show တွေလုပ်တယ်ဗာလဲဟိုအိန္ဒိယဒီဝန်ကြီးချုပ်ကိုဟလာသမရဟိုလားဘာဖြစ်တယ်ညာဖြစ်တယ်ဒီတော့ပြောတယ် तू ဒါတွေက for show တွေဒီအကွက်တွေအတဲ့မှာအဆွေတော်တို့ဘာတွေလုပ်လဲအမှန် तू ကတက်အောင်ခိုင်းလိုက်လို့အမှန်ဘာမှတော့မလုပ်ပါဘူး for show ပေါ့တဲ့မှာ ဟုတ်ဒါမျိုးကဟိုပြောတယ်ဆိုတာကိုလည်းပြောပါမပြောနဲ့မပြောလို့ပါဘူးကျွန်တော်တို့က for sure မလုပ်စေချင်ဘူးဥပမာကိုကပြည်သူလူထုကိုဒုက္ခပေးထားတဲ့လူတယောက်ဆိုရင်ပြည်သူလူထုကိုပြန်ကြည့်မယ်ဆိုရင်ပြည်သူလူထုကဘာပဲပြောသူ့ငါတို့ကိုပြန်ကြည့်ပါသေးလားဆိုတဲ့အတိတရားတွေတော့ရှိမှာပေါ့ तू အခုပြန်မကြည့်ဘူး तू ကြောခိုင်းတာလား ကြိုးခိုင်းတာပြီ အဲ့တော့တိုင်းပြည်မှာဒီလိုစစ်အာဏာရှင်မလို့အပ်တော့ဒါကြောင့်မလို့တဘာဝဘေးနဲ့နိုင်ငံရေးရဲ့စိုင်းနေဆိုတာဒါကိုပြောတာနောက်တစ်ခုရှိတယ် ပြောပါဦးညင် သူ့မိသားစုတွေဟာလာဒီမင်းအောင်လိုင်းနဲ့ပတ်သက်တဲ့မိသားစုစီးပွားရေးတွေဘလောက်ခိုင်မာလဲဆို တယောက်မှထွက်မလာဘူးနော် အခုတို့အသိပဲ ဟုတ်တယ် နောက်ဆုံးပြစီးပွားရေးအကြီးရနေတေးသေးလေးဒီဘီယာကောက်လိုင်စင်ရစာသူတို့ကင်လာတာနော်ဒါပေမဲ့ဒီတဘာဝဘေးရနေမှာသူ့မိသားစုတွေကဘလောက်ဆိုတဲ့ဟာမျိုးတွေထွက်မလာဘူးသူတို့စစ်တပ်ကဘာတွေလုပ်ပြီးပါအခုယာယီဆေးရုံဘာမှလဲကဲဘလို့တွေယာယီဆေးရုံမပြောနဲ့ကဲစယ်ရေးတွေအဲ့လိုနေရာကိုတွားလို့မရသေးဘူးခုနလိုလမ်းတွေပြက်နေတယ်မှာရဲရင်သုံးလို့ရတယ်သုံးပါလား မသုံးဘူးလေ မတုံဒါတိုင်းပြည်ကိုစေတနာမရှိတာအဲ့မှာပေါ်သွားပြီကိုနော် အခုရန်ကုန်ကနေပြီးတော့ကေဂျေကြီးသမားတွေအကုန်လုံးကကူးမယ်ဟုတ်ပြီမန္တလေးစကိုင်းရဟန်းရင်နဲ့ပို့လေ ဟုတ်တယ်လေ စစ်ရဟန်းရင်တွေသုံးနေတာဘာလို့ပို့လဲဟာလားအခုကတော့ပစ္စည်းပစ္စည်းအခုဒီကြောက်ကိုခွဲဖို့အတွက်ဒီကက်တာတွေလိုမယ်မြန်မာနိုင်ငံထဲမှာရောင်းနေတဲ့ဆိုင်တွေရှိတယ် ဟုတ်တယ် အလူခံကက်တာတွေလိုတယ်ပေးလိုက် private အဖွဲ့အစည်းတွေတကယ်ရှိအသက်ဟိုမနေ့ကဆိုရင်ဘာပစ္စည်းမှမရှိဘဲနဲ့ညီလဲတွေ့လိုက်မှာပါဗီဒီယိုဖိုင်တစ်ခုတက်လာတယ်အထဲကနေပြီးကဲထုတ်လာပြီးတော့ဒီလိုအဝချင်းချင်းလေးကိုရအောင်ထုတ်ရတဲ့ဘဝလေ အဲ့တော့အဲ့လူကရှစ်တန်တေလို့ရတယ် တေလို့ရတယ် တေလို့ရတယ်မင်းအောင်လဲနော်အဲ့နောက်တစ်ခုပါလဲဆိုတော့ဒီတိုင်းပြည်မှာ तू အခုအာနာယူတယ်အဲ့ तू ကအခုတဘာဝဘေးမှာ तू လက်တွေ့ဘာလုပ်နေဘာမှမလုပ်ဘူး ဘာမှမလုပ်ဘူး ဒါပေမဲ့တစ်ခုရှိတယ်အဲ့ကျွန်တော်အခုလိုပြောနေတယ်ဟာမင်းတို့လေတွေကနေမអော်နဲ့အဲ့လိုတော့မပြောနဲ့ကျွန်တော်တို့ဒီပြည်သူ မှန်တယ် စစ်တပ်ဒီပြည်သူအောက်မှာပဲရှိတယ်နော်ကျွန်တော်တို့ကမဟုတ်ရင်တော့ဝေဖန်မယ်ထောက်ပြမယ်ဟုတ်ပြီ
ခင်ဗျားတို့အခုအသုံးမဝင်ဘူးနော်တိုင်းပြည်အတွက်အသုံးဝင်တဲ့စစ်တပ်ကိုကျွန်တော်ကအသုံးမဝင်ကြောင်းကျွန်တော်ပြောရမယ်အသုံးမဝင်တဲ့အတွက်အသုံးမဝင်ကြောင်းပြောတာမင်းတို့မဝေဖန်နဲ့ဆိုရင်ဒါခင်ဗျားတို့ကယူနေလို့ဒီမိုကရေစီမဟုတ်ယူနေလို့ဟုတ်လားအာဏာယူနေတာကျွန်တော်ဒီတစ်ချိန်လုံးရည်စရာတွေပြောနေလူတွေဟာတာတွေနဲ့ကျွန်တော်တို့ရှင်တန်လာတဲ့လူတွေဒါပေမဲ့ဒီအချိန်မှာဟာလားပြည်သူတွေစိတ်ဆင်းရဲနေတဲ့အချိန်မှာကျွန်တော်ဟာတာတွေပြောမယ်အချိန်မဟုတ်ဘူးမဟုတ်အဲ့တော့ကျွန်တော်ဒါမျိုးအကြောင်းပဲပြောရမယ်ဟာလားကျွန်တော်တို့တော်လိုင်းရဲ့လုတ်တယ်ဟုတ်ပြီတဘာဝဘေးရနေဒါမျိုးမှလည်းကျွန်တော်တို့ကပြောရမယ်ဒါမှပြည်သူနဲ့အတူဆိုတာဒါကိုပြောတာနော်တသားတဲ့ရက်တွေနေနိုင်ဖို့ကျွန်တော်ပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေအကုန်လုံးကဒီချိန်မှာအကုန်ထွက်တယ်ထွက်ရဘာလို့လဲသိလားငိုပွဲတွေဆင်နေကြပြီဒီလိုနေရာတွေကိုတွားပြီးတော့မင်းတို့မင်းအောင်လိုင်းကိုထောက်ခံတဲ့နေရာကြတော့မင်းတို့ကောင်တွေစောက်ရက်မရှိထွက်တာလေစိတ်မှာဟာလားလေစိတ်မှာဟာကျွန်တော်ဘဘကြီးအဲ့လိုဘဘကြီးမလို့နဲ့ပြည်သူကိုသွားမင်းတို့အခုရောက်အောင်သွားနော်ဘာလို့လဲဆိုတော့ပြည်သူမှာဒုက္ခရောက်နေပြီကွာဒါကိုပြောပြတာမင်းတို့ဘဘကြီးကိုဘောမာတာချိန်မြွေးမလို့ရတယ်ဟုတ်တယ်နော်ပုတ်ဒါဟုတ်တယ်ဟိုတင်းလို့ပြောတာမဟုတ်ဘူးကွာမလို့ပြောတာလေမလို့ပြောတာလည်းမဟုတ်ဘူးမပါကိုစိတ်နဲ့ကိုစိတ်ဓာတ်နဲ့ကိုမလို့ရတယ်ဒါပေမဲ့ပြည်သူဒုက္ခရောက်နေပြီအဲ့တော့မင်းတို့မျက်နှာလေးတွေတွေ့တဲ့အခါမှာဒုက္ခရောက်နေတော့ပြည်သူကအော်သူတို့လာပါလားငါတို့စီလာပါလားဆိုတော့လာကူညီပါလားကူညီပါခုဘာမှမရှိဘူးခုဘာမှမရှိဘူးအဲ့တော့ဘောပဲမှာကိုဘာရမလဲဒါပဲမှတ်အဲ့တော့ငါတို့ခွင့်ပြုငါတို့ခုသွားမှာဟုတ်တယ်ငါတို့ကသွားလို့မရလို့ငါတို့သွားလို့မရဘူးငါတို့မဖမ်းဘူးပြောကွာမဖမ်းဘူးခင်ဗျားတို့မဖမ်းဘူးငါတို့နိုင်တော့လုံးမယ်ဒီပြည်သူစီမှာလာရောက်ပြီးတော့ခင်ဗျားတို့မျက်နှာလေးပြပြီးတော့ခင်ဗျားတို့ရဲ့မျက်နှာလေးနဲ့ပြည်သူကခင်ဗျားတို့အားပေးထားတဲ့ဟာနဲ့ကျုပ်တို့ကိုကူညီပေးပါဆိုငါတို့သွားမှာငါတို့နိုင်တော့လုံးမယ်ငါတို့နိုင်တော့လုံးဒါပေမဲ့ဟိုငါတို့နိုင်တဲ့အတိုင်းတောင်ငါတို့လုပ်ပေးမယ်ဟာလားအဲ့တော့ငါတို့တဲ့ပို့ပြီးအရာရောက်တဲ့လူဆိုရင်ငါတို့တဲ့ပို့လုံးနိုင်ရမယ်မင်းသားမင်းမိတွေကွာမင်းတို့ဘောမာတာဟာဘဘကြီးကဘာဖြစ်တယ်ကျွန်တော်တို့ကနိုင်ငံအတွက်ကိုဥဆောင်ပြီးဘာတွေယူလာစောက်တော်လွဲတွေမလုပ်နဲ့အခုကအရေးကြီးတဲ့အချိန်ကွာတော့သူ့ဘက်ငါဘက်ခွဲပြီးငါတို့ပြောနေတာမဟုတ်ဘူးကဲအခုဟိုငါမဟုတ်ငါတင်းလို့ပါကွာဟုတ်တယ်လေနောက်ကွာချားဖို့ရှိသေးတယ်အခုကျွန်တော်ဒီထိုင်းနဲ့မြန်မာနဲ့အရန်ကွာချားမနေ့ကဒီစစ်တမ်းမှုဟလားဒီတိုက်ပြိုတဲ့နေရာမှာလာတဲ့ကိစ္စအခုနည်းနည်းပြောပြဟုတ်ကဲ့အဲ့ဒါပြောမယ်အဲ့ဒါမနေ့ကစစ်တမ်းမှုတိုက်ပြိုတဲ့နေရာကိုလာတယ်အင်တာဗျူးသွားတယ်နော်ဘန်ကောက်ဒါငါတို့ data အချက်လက်တွေရလာတယ်နော်ဘန်ကောက်မှာအင်တာဗျူးရတယ်အခုမြန်မာတွေအแทမှာပိတ်မိနေတဲ့တေသလားရှင်သလားထုတ်တုံးပဲရှိသေးတယ်တေသလားရှင်သလားမသိဘူးအဲ့ဒါဘာပြောသွားတယ်တင်တယ်ကျွန်တော်ဘာမှမသိပါဘူးတဲ့သူဘဘကြီးအတိုင်းပဲနော်စောက်ချိုးอ่ะကျွန်တော်ဘာမှမသိပါဘူးတဲ့အဲ့မှာဒီအလောင်းတွေကိုလာဆောင်နေတဲ့မြန်မာမိသားစုတွေအများကြီးနော်အများကြီးနေဘူးလုံးဝသွားပြီးတော့နှုတ်မဆက်ဘူးအားပေးဆက်ဟိုနှုတ်ဆက်အားပေးစကားလေးတခုံးတော့သွားမပြောဘူးအင်တာဗျူးပြီးတော့ချက်ချင်းလက်အင်တာဗျူးချက်ချင်းလက်အဲ့ဒါပါလေအဲ့တော့တိုင်းပြည်ပေါ်မှာစစ်တပ်ကစေတနာရှိလားပြည်သူပေါ်မှာစေတနာရှိလားမရှိလားဆိုတာသိတာကြီးအဲ့ဒီအချိန်မှာပဲ तू အဲ့လိုအင်တာဗျူးနေတဲ့အချိန်မှာအခုထိုင်းကဘာလုပ်လဲဆိုတော့ဒီမိသားစုတွေကိုမုတ်တွေထမင်းတွေအချိုရည်တွေအားပေးစကားတွေပြောတာထိုင်းတော့အဲ့ဒါထပ်ပြောမယ်နော်ထိုင်းအဲ့ဒီ project ကိုအဲ့ဒီဟာကိုဒုဝင်ကြီးကိုယ်တိုင်ဥဆောင်ပြီးလုပ်တာထိုင်းကဒုဝင်ကြီးကိုယ်တိုင်မပြန်ဘူးအဲ့မှာပဲနေတယ်နေရောညရော24နာရီ24 hour ကွာကဲဟိုမှာအယောင်ထွက်ပြပြီးပျောက်သွားတယ်ဟိုမှာအယောင်လေးပြပြီးနိုင်ငံတကာကိုဖုန်းဆက်ပြီးအကူအညီတောင်းပြီးတော့ပျောက်သွားပြီးတော့ရတဲ့ပစ္စည်းတွေအကုန်လုံးစစ်တပ်ထဲကိုမောင်းတက်မယ်စောက်ကျတော့မလုံနဲ့ကွာငါတို့ကဒါအမှန်တိုင်းပြောတာငါဒီနေ့ကငါတော်တော်တင်းတယ်ကွာဟုတ်တယ်နောက်တစ်ခုဒီနေ့ဆိုရင်အခုထိုင်းဒီပြည်သူတယောက်ကဒီမင်းအောင်လာမေးခွန်းထုတ်တယ်နော်ဘယ်လိုထုတ်တာလဲဒီ online မှာအခုတင်ထားတယ်မင်းအောင်လာဘာပြောလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေပြောတယ်ထိုင်းပြည်သူတွေတော့မင်းအောင်လာအမြင်ဘယ်လိုခေါ်မလဲစောက်ရမ်းစောက်ပဲပေါက်သွားအမြင်စောင်းသွားပြီဘယ်လိုပြောလဲဆိုတော့ဒီမင်းအောင်လာနဲ့ဟာလာဒီစစ်တပ်ကြီးကပြည်သူတွေကိုဟာလာဒုက္ခပေးတယ်နောက်ပြီးတော့တိုင်းနဲ့ပြည်နယ်အကုန်လုံးကိုဗျာတော်တော်များများကိုဘုံတွေကျဲတယ်ဟုတ်တယ်ဒီလက်နက်တွေဝယ်ဖို့ဘုံတွေဝယ်ဖို့ကျတော့ပတ်စံတွေအများကြီးအကုန်ခံတယ်ဟုတ်ပြီဒီလိုတဘာဝဘေးမှာကြတော့နိုင်ငံတကာကိုကူညီပါလို့အကူအညီတောင်းတာမင်းအောင်လိုက်စောက်ချက်မရှိဘူးလားဟာထိုင်းပြည်သူတယောက်ကတော့ဒီမှာဒီ30ရက်နေ့3လ2025မနေ့ကပဲတက်လာနောက်ပြီးတော့အခုမင်းတို့ကဲငါတို့ဘက်ကအချမ်းတိုက်ပါတယ်ထားမနေ့ကစာထုတ်ထားပြီလေအဲ့ဒီစာထုတ်လိုက်ပြီနှစ်ပတ်စီရေးနားလိုက်ပြီနောက်ပြင်တကယ်လို့မင်းတို့အုပ်ချုပ်ထားတယ်မင်းတို့ထိန်းသိမ်းထားတဲ့နယ်မြေတွေမှာလိုအပ်လို့ရှိရင်ငါတို့ဝင်ကူမယ်ဆိုပြီးတော့တခါတည်းစာထုတ်တာလူသားချင်းစာလာတာထောက်ထားတာပြည်သူပေါ်ပြန်ကြည့်တာနော်
ငါတို့ဘက်ကတော်လိုင်းသမားတွေပြည်သူကိုပြန်ကြည့်တာဟုတ်ပြီဒီလိုမျိုးဒီကျွန်တော်တို့တော်လိုင်းဘက်ကတော့ဟာလာစေးရီကိုနှစ်ပတ်နားလိုက်တယ် အဲ့တော့မင်းတို့ဘက်ကဘာစာတွေထုတ်လဲ သူတို့ဘက်ထုတ်တယ်လေအခုပြည်မြို့မှာရှိတဲ့လူငယ်တွေပြည်မြို့မှာရှိတဲ့လူပုဂ္ဂိုလ်အတီးတီးတင်းညံပြီးတာနဲ့စစ်မှုထမ်းရမယ်ကဲမနေ့ကပဲထုတ်လိုက်တယ်အဲ့ပြည်သူဘောစေတနာထားလားမထားလားဆိုတော့အဲ့မှာပေါ်တယ်အဓိကမင်းတို့ကဘာဖြစ်နေလဲဆိုတော့ဒီစကားစားနဲ့ပတ်သက်တဲ့အတိုင်းဝင်တွေအကုန်လုံးကစစ်တိုက်ဖို့ပဲစဉ်းစားနေ ဟုတ်တယ် အဲ့တော့ပြည်တွင်းစစ်ကိုရှေ့လျားအောင်လုပ်တာလည်းမင်းတို့ပဲ ဒါမှသူတို့ကဒီဘတ်ဂျက်ခိုင်ပါလေ အဲ့တော့ဒီကပြည်သူဗန္နာနဲ့ပြည်သူကိုပြန်တက်တဲ့အလုပ်မျိုးတော့ရှောင်စေခြင်းတယ်ဗျာ မဟုတ်အဲ့ဒါလုံးဝလက်မခံ လုံးဝလည်းလက်မခံ ပြည်သူပတ်စံနဲ့ပြည်သူကိုကြောပြန်တက်တယ်ပြည်သူတွေဒုက္ခရောက်တော့နိုင်ငံတကာကိုအကူအညီတောင်းတယ်အခုမြန်မာမပြောနဲ့ထိုင်းရတော့ဝေဖန်ပြီလေ ရှက်ဖို့တားကောင်းတယ် ဒီထိုင်းမှာဝင်းကြီးချုပ်လာတယ်ဒီဖြစ်တဲ့နေရာကိုလာချက်ချင်းညွှန်ကြားသွားတယ်ဟာလားဝင်းကြီးအစင်းကဒီမှာ24နိုင်ကုတ်ခဲ့ရတာရေပေးတာအစားမုတ်ပေးတာအစား အဲ့ဒါပြောတာလေ မင်းတို့ဘက်မှာဓာတ်ပုံထွက်ရိုက်လိုက်တယ်ဓာတ်ပုံထွက်ရိုက်ဘာမှမလာ လူသားချင်းစာနာထောက်ထားတဲ့ဆိုရင်တို့ပြောချင်တာကတော့အခုဒီလိုအခြေအနေမျိုးမှာ VPN တွေဖွင့်ပေးပါ လိုင်းတွေဖွင့်ပေးရမှာ လိုင်းတွေဖွင့်ပေးပါငါတို့ဆက်သွယ်ဖို့ပြောတာမဟုတ်ဘူးနော် နောက်ပြီးတော့ဟိုဘက်ကလှူတဲ့ပစ္စည်းကိုဓာတ်ရိုက်ဖို့ နောက်ပြီးတော့လှူတဲ့ပစ္စည်းတွေကိုတကယ်ကိုကာယကံရှင်တွေဒုက္ခရောက်နေတဲ့ကာယကံရှင်တွေကိုရောက်စေခြင်းနဲ့ နေပြည်တော်တို့အဲ့မင်္ဂလာတော်ဈေးတို့ပို့ဖို့မဟုတ်ဘူးနော်အဲ့တခါလေးပြောတာ 2009နာခေတ်မှာတော့ငါတို့ကိုယ်တိုင်ခံစားပြီးသွားပြီနော်အဲ့တုန်းက VN ခစ်ပဲရှိတယ်ကား6စီး ဟုတ်တယ် နော်နာခေတ်ကဏ္ဍမှာတို့တွေစိုက်အိတ်သွားလှူတာအဲ့ကား6စီးပေါ်မှာ VN 6စီးပေါ်မှာစိုင်အပြည့်ပါတယ်သူတို့စီမှာလှူခဲ့ပါတဲ့သူတို့ကနေတစ်ဆင့်လှူပါမယ်ဆိုပြီးလုပ်တယ်ငါတို့ကမလှူနိုင်ဘူးငါတို့လိုချင်တဲ့ရွာကိုရောက်အောင်သွားမယ်ထိတဲ့ရွာကိုသွားမယ်ဆိုတော့အဲ့ကြိုက်လက်အကြော်မှာငါတို့ကားတွေကိုတားထားတယ် သူတို့ကားပေါ်တယ် သူတို့ကားပါအဲ့တော့ငါတို့ကဘာလို့မပေးနိုင်ဘူးငါတို့ပြန်လှည့်မယ်ဆိုတော့ဘာလုပ်လဲဆိုတော့ကားတစ်စီးကို6000တောင်းတယ်အဲ့ဒါငါကိုယ်တိုင်ခံစားခဲ့ရ အဲ့ဒါပြည်သူပေါ်မြစ်တာထားလားမထားလား အဲ့ဒီအချိုးတွေမလုပ်ပါနဲ့ဆိုတော့ဒါလေးကိုပြောချင်တယ်ပြည်သူလူထုပေါ်မျက်နှာမူပေးပါ နော် ပြည်သူကိုချစ်တယ်မင်းတို့ပြောနေတဲ့ဗဇက်ကပြည်သူလူထုကြီးခမညာဆိုပြီးတော့အញ្ញမ်းပြောနေတဲ့စကားတွေအကုန်လုံးတပင်းရုပ်ရှင်ဂီတရလူတွေနော်ဒီချိန်မှာမင်းတို့ဘာမှလှူစရာမလိုဘူးမျက်နှာလေးပဲသွားပြပေးဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့မျက်နှာလေးကိုကြည့်ပြီးကွာ မင်းတို့အခုစားနေတာပြည်သူကျွေးတဲ့ထမင်းတော့ဟာလားမင်းတို့ရုပ်ရှင်ရိုက်တယ်ဟာလားပွဲတွေကတယ်ဟာလားချင်းတွေဆိုကြတယ်အဲ့ဒါပြည်သူပေးတဲ့ပတ်စံနဲ့ဟာလားမင်းတို့ဝယ်ပြီးတော့စားတော့နေတာအဲ့တော့ပြည်သူနဲ့ထက်တူရှိတယ်ဆိုရင်ပြည်သူဒုက္ခရောက်နေပြီလိုအပ်တာကိုကူညီရမယ်ဟာလားမင်းတို့ဘာမဟုတ်တဲ့ဟိုခွေးတောင်စားပြန်လာကြတော့လေစိတ်မှာသွားပြီးတော့ဟာလားဘာဖြစ်နေညာဘာကြီးကနိုင်ငံတော်ကောင်းသားဖို့ပါ ငါတို့ရန်အဲ့လောက်မကြံဘူး ဟဲ့မင်းတို့ကောင်တွေနောက်တစ်ခုထပ်ပြောမယ်နော်ဟိုဘက်ဘောမားနေရဲ့ကောင်တွေဟိုမှာကျော်မြုံမင်းတို့ကျော်ဆိုးဦးတို့ပေါက်ခိုတော်တို့ဝါတဝါတို့စောဖိုးဟင်းတို့မင်းတို့အခုဖြစ်တဲ့နေရာတွေကိုသွားသားကူသား မင်းတို့ပောက်ပဲထိုင်မ ပောက်ခွဲထိုင်မုံနဲ့ကူနော်ဟဲ့မင်းတို့ကူတယ်ဆိုမင်းတို့ကိုယ်တိုင်ရောက်တယ်ဆိုငါတို့မင်းတို့စီကိုအလူထဲမယ်ရောက်အလူငွေထဲမယ် အဲ့တော့မင်းတို့စစ်တဲ့အတွက်လူဖြစ်လာတယ်လို့မင်းတို့ကမင်းတို့တတ်မှတ်ရင်မင်းတို့អော်တဲ့အခါမှာပြည်သူဆိုတာထက် ပြည်သူထက်မပြောနဲ့ ထက်မပြောနဲ့ နော် โอเคနော်အဲ့တော့ဟိုကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ စိတ်ထဲမှာနည်းနည်း စိတ်ထဲမှာရှိတာလေးတွေဖွင့်ပြပါအဲ့ ဖွ တော့ င့်ချလိုက်တာဗျာ ဒါကြောင့်မလို့ဒီတဘာဝဘေးနဲ့နိုင်ငံရေးဘာတချို့ကဘာဆိုင်လဲဆိုင်တယ် ဆိုင်ပါတယ် ဆိုင်တဲ့အကြောင်းတွေအများကြီးရှိတယ်နိုင်ငံရေးတာကောင်းမယ်ဆိုရင်စီမံခန့်ခွဲမှုတွေကောင်းမယ်ဆိုရင်ကျွန်တော်တို့တဘာဝဘေးမှာကျွန်တော်တို့ဒုက္ခရောက်စရာအကြောင်းမရှိပါဘူးအဲ့တော့ကျွန်တော်တို့ဒီအစီအစဉ်မှာကျွန်တော်တို့ဟိုဘုံပေါ့နော်အဲ့တဲ့ဆရာတော်တဘာကိုကျွန်တော်တို့ဖိတ်ထားပါတယ်ဒီဆရာတော်မင်းတုံည နာခဲ့နဲ့နာခဲ့တာဖြစ်တယ်ဒီအခုလောလောဆယ်ငလင်ဘေးနဲ့နိုင်ငံရေးတာဘယ်လိုပတ်သက်လဲဆိုတာကိုဘုံမင်းတုံညကိုကျွန်တော်တို့မေးသွားပြီးမှဖြစ်ပါတယ် ဘုံမင်းတုံညဗုဒ္ဓတက္ကသိုလ်လည်းဖိတ်ကြားထားပါတယ် အဲ့တော့ကျွန်တော်တို့ဒါလေးဟိုဟာဇွန်လင်လေးကိုကျွန်တော်ယူလိုက်ပါမယ်ကဲကျွန်တော်တို့ဒီစီစဉ်လေးကိုကျွန်တော်တို့လိုက်ပါကြည့်ရှုပြပါဦးဗျဘုံမင်္ဂလာပါဗျာ ဟုတ်တယ်ပါလေခင်ဗျာ ဟုတ်မင်္ဂလာပါ ဘုံအခုဒီရဲ့ဘက်မှာဖြစ်ပေါ်တယ်ငလင်နဲ့ပတ်သက်ပြီးတော့ဗောနော်အခုတပည့်တော်တို့ရဲ့တကယ်ထင်ကြီးရနေရာတွေလူအသေးပြောက်တွေလည်းများတယ်ထင်ကြီးရနေရာတွေပဲပြိုကျသွားတဲ့ပုံမှာဘုံအမြင်လေးတစ်ချက်တော့ပြောပြပါဦးဗျာ ဟုတ်ကဲ့အခုဒီစကိုင်းမန္တလေးနော်ရဲ့အဓိကအထင်ကြီးရနေရာကြီးတွေပေါ့နော်မြို့နယ်တွေဟိုဘက်တောင်ကြီးတို့အင်းလေးဖောင်တော်ဘူးတို့အများကြီးပါပဲတကယ်ကိုမှမြင်ရတဲ့မြင်ကွင်းနေရတကယ်ကိုမှဦးဇင်းတို့အနိဋ္ဌာယုံမြင်ကွင်းနေပါပဲနော်ဦးဇင်းတို့ရဲ့နိုင်ငံအတွက်ဟာ9.5
ခွန်ဆိုတဲ့ပြင်းအားဟာတကယ်ငလင်မှာဟဲ့ဆိုရင်အပြင်းဆုံးပါပဲယနေ့မစိုးရင်တိုက်တဲ့ဟဲ့ဆိုရင်လည်းပဲဒါငါတို့တိုက်ကြီးအလုံးလိုက်ပြုတ်စင်းကြသွားတာယနေ့မစိုးရင်တိုင်ဟောင်းနော်ဖရာတွေမာမျက်မှုနီဖရာအများကြီးပါပဲတကယ်ထင်ရှားတဲ့နေရာတွေစကိုင်းဟဲ့ဆိုရင်လည်းဒါစကိုင်းရဲ့တကယ်ဦးဇင်းတို့နှစ်ပေါင်း100ကျော်ရဲ့တရားကောင်းကြီးနော်လုံးဝကိုပူကြသွားပါပြီအဲ့တော့ဦးဇင်းတို့ထင်ရှားတဲ့ဘုရားစီဒီပထိုးတွေတမိုင်းဝင်ဘုရားတွေနော်အများကြီးပါပဲပြိုပြက်စီးသွားတာယနေ့ဦးဇင်းတို့စာဖြေနေကြရင်းနဲ့ဦးလာသိမ့်ဗိမ္မာန်ပြုကြတဲ့အခါမှာတန်ဃာတော်တွေပြီးပြီးတော့အများပြားပြန်လွန်တော်မူတယ်ယနေ့တည်းထိနော်ကဲထုတ်နေရတော့အခြေအနေတွေဖြစ်နေတယ်ပေါ့အဲ့တော့ဦးဇင်းအနေနဲ့ပြောချင်တာဗာလဲဟေ့ဆိုတော့ဒါတကယ်ကိုမှနော်အရေးပေါ်အခြေအနေပါဒီအခြေအနေမျိုးဟေ့ဆိုတာဦးဇင်းတို့နိုင်ငံတကာကနော်အကူအညီတွေကိုဒါလိုက်သူတို့ကိုယ်တိုင်ဝင်ရောက်ဖွင့်နေနဲ့ဦးဇင်းတို့ကူညီဆောင်ရွက်ကြရမှာဦးဇင်းတို့ရဲ့တိုင်းပြည်မှာယနေ့ပေါ့ဗျာဦးဇင်းတို့ထင်ရှားဆုံးပြောရမယ်ဟေ့ဆိုရင်တာဝန်အရှိဆုံးစစ်တပ်ပေါ့စစ်တပ်ဟေ့ဆိုတာဦးဇင်းတို့လုပ်ရမယ့်အလုပ်ရှိပါတယ်နိုင်ငံဘာသာတွေနဲ့စစ်ဖြစ်လာရင်အသက်ပေးပြီးတော့ကာကွယ်ရမယ့်အလုပ်ရယ်ကိုယ့်ရဲ့တိုင်းပြည်မှာအခုလိုမျိုးငလျင်တွေရေဘေးတွေအရေးပေါ်အခြေအနေတွေပေါ်ပေါက်လာတယ်ဟဲ့ဆိုရင်ကဲတင်ရမယ်ဆိုပြီးတော့ဒါဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါကြောင့်ငလျင်တွေပေါ်လာတယ်ဟဲ့ဆိုရင်ဘယ်လိုတွေကဲတင်ရမယ်ရေဘေးတွေဟဲ့ဆိုရင်ဘယ်လိုတွေကဲတင်ရမယ်ဟဲ့ဆိုတာပြင်ဆင်ထားရမှာပါ။နော်ယနေ့တော့ငလျင်ဖြစ်ပေါ်လာတယ်နော်ယနေ့တည်းဒီအဲ့ဒီနေရာကိုဘာမှတွားပြီးတော့ကဲတင်တာတွေမတွေ့ရဘူးနော်ယနေ့တည်းဒီဒါအော်ရန်တွေကြားနေရတယ်တကယ်သူတို့ဦးဇင်းတို့ပြည်သူတွေနော်ကျူးကျော်ဆိုပြီးတော့ဖြည့်ဆည်းတော့ကတော့ဆက်ရန်တရားတွေကအများကြီးနဲ့တောင်လေးထဲမှာအကုန်လုံးကုန်သွားတာယနေ့တော့ဘာဆက်ရန်တရားတွေမှလည်းရောက်လာတာမတွေ့ရဘူးလူတွေကကဲပါနော်ဟောနေကြရပြည်သူမှပြည်သူတို့ဟေ့ဆိုတော့ပေါင်တူးလေးတွေပေါင်ပြားလေးတွေနဲ့ရက်ပြီးတော့အသက်ဆုံးပြီးသူတို့ခင်ဗျာကဲတင်နေကြရတရားတယ်လည်းပဲငလျင်ကထပ်ပြီးတော့လှုပ်နေတာနော်အဲ့တဲ့ခါကျတော့ထပ်ပြီးတော့ပြိုကျမှုတွေနော်ဒီအစာအုပ်တွေရဲ့ရင်းရင်သွားတဲ့အနေအထားတွေအကွဲသွားတဲ့အနေအထားတွေရဲ့ကြားထဲမှာပြည်သူမှပြည်သူတို့ဟေ့ဆိုပြီးတော့အသက်ဆုံးပြီးတော့ကဲတင်နေရတာကိုတွေ့ရပါတယ်ဦးဇင်းတို့ယနေ့ထိုင်းနိုင်ငံနဲ့ရှင်ကြည့်မယ်ဟေ့ဆိုရင်ယနေ့သူတို့ဝန်ကြီးချုပ်တောင်းယူထားတဲ့သူကချက်ချင်းအဲ့ဒီနေရာကိုရောက်လာပြီးတော့သူတို့ကပြောခဲ့တဲ့ကယ်ဆယ်ရေးတပ်ဖွဲ့တွေနော်အကုန်လုံးသူတို့ပြင်ဆင်ထားတာတွေနဲ့တကယ်အရေးပေါ်နော်ဦးဇင်းတို့ကြည့်တယ်ဆေးရုံတွေဟေ့ဆိုရင်လည်းပဲအရေးပေါ်ငလျင်တွေဖြစ်ပေါ်လာရင်ဘယ်လိုတွေကယ်တင်ရမယ်ဟေ့ဆိုတဲ့သူတို့လူနာတွေကိုကယ်ထုတ်ဖို့ဟိုရှောက်လန်းနေရအစပေါ့တခါလည်းပြင်ဆင်ထားတာနော်အခုတော့ဦးဇင်းတို့ကဆေးရုံတွေထဲမှာတခါလည်းဒီဦးဇင်းတို့နော်အလုံးအလောင်းတွေပိတ်ပြီးတော့နော်တကယ်ဒဏ်ရာရသူတွေနဲ့အဲ့တော့ဒီအချိန်ကြီးဆိုရင်ဒါရဟန်းရင်နေနဲ့တကယ်ဆေးရုံတွေတခြားနေရာတွေကိုနော်ပို့ဆောင်တာတွေဒါတွေလောက်ရအခုတော့ဒီရဟန်းရင်နေစစ်ရင်တွေဟာဦးဇင်းတို့မြင်တဲ့အတိုင်းပဲနော်ရခိုင်မှာဘုံကျဲတယ်တောင်ချုံမှာဘုံကျဲတယ်စကိုင်းမှာဘုံကျဲတယ်ဒီလောက်အရေးပေါ်ကာလမှာဘယ်သူတေရင်ငတေမှာပြီးရောဆိုပြီးတော့ရဆက်ဆက်ဘုံတွေကျဲနေအမြောက်တွေနဲ့ထုနေနော်ဦးဇင်းတို့ပြည်သူတွေထပ်ပြီးသေးတယ်တပ်ဖွဲ့ဝင်တွေသေဆုံးတယ်အဲ့တော့ဒီမိစ္ဆာစစ်တပ်ဟာနော်လုံးဝမြန်မာပြည်မှာမရှိအပ်ဘူးဆိုတာဟာအလုံးမြင်ရတဲ့အတိုင်းပါအဲ့တော့ဦးဇင်းတို့ပြောရမယ်ဟဲ့ဆိုရင်ယနေ့ဘေးတွေဟာကာလဝိပတ်ဒီဘေးခေါ်တာဒီဘေးကဘယ်လိုဖန်တီးနာလဲဟဲ့ဆိုရင်စစ်မိစ္ဆာတွေဖန်တီးနေတာပါအဲ့တော့သကိုင်းဆိုတာအလုံးပဲသိကြတဲ့အတိုင်းပဲဟိုးရင်တွေကနော်ငလျင်ပြည့်ပြည့်ကြော်ကြီးတွေရှိတယ်အခုတော့မြင်တဲ့အတိုင်းပဲဗျာနော်မြင်ရစရာမရှိအင်မတန်မှဒါပေါင်900ဘုံကြီးတွေဟေ့ဆိုတာချားလိုက်တယ်ဟေ့ဆိုရင်ဒါမြေကြီးတွေဟာဟိုချိုင်းခွက်ကြီးတွေအကြီးကြီးတွေဒါဖြစ်သွားတာနော်တကယ်ကိုမှဒါတွေနဲ့အဆက်မပြတ်အမြဲတမ်းထုနေတာတွေဟာတော်တော်လေးကိုဒါရင်နာစရာလည်းကောင်းပါအဲ့တော့ဦးဇင်းတို့တဘာဝတန်ရဇာတတွေဟေ့ဆိုတာလည်းမြေအောက်ကလည်းပဲဦးဇင်းတို့တောင်ကြီးတွေအကုန်လုံးပြုံးသွားတဲ့အပြင်စပယ်တောင်တို့ကျေးနီတောင်တို့လက်ကောင်းတောင်တို့ဟေ့ဆိုတာဦးဇင်းတို့ကိုယ်တိုင်အဲ့ဘက်တွေရောက်တယ်နော်ဟိုးအဝေစီတီကိုတူးပလိုက်တာဒါတွေဘာဖြစ်လာလဲဆိုဂေယစနစ်တွေပြက်လာတာပေါ့နော်ဦးဇင်းတို့ကျွန်းတိကြောက်တယ်မရမြရေနံဘာမှနော်ရကြမရှိအောင်အကုန်လုံး
မြေပေါ်မြေအောင်တူးယူလိုက်တဲ့အခါမှာဂေယစနစ်တွေပြက်တယ်ပြည့်ရရောတွေကဘယ်ခံနိုင်တော့မလဲအဲ့တော့ကာလဝိပတ္တိဘေးဆိုတဲ့ဒီမိစ္ဆာကောင်မင်းအောင်နိုင်လို့ဖန်တီးနေကြတဲ့နော်ဘေးဆိုးတွေပါရေဘေးတုန်းကလည်းမြင်တဲ့အတိုင်းပဲနော်ခုနကပြောခဲ့တဲ့ရေကာတာတွေအစမတန်ဖောက်ချတယ်ပြည်သူကိုအကြောင်းကြားခြင်းမရှိဘဲနဲ့လုပ်တယ်အကုန်လုံးဒါတောက်လျှောက်အရာကသူတို့ကတော့ငါတို့အာဏာတည်မြဲရေးဒီအာဏာနဲ့တရားဇာတမှန်သမျှကိုခိုးဆိုးပြီးတော့မိသားစုကောင်းစားရေးဆိုတဲ့လမ်းစဉ်ကလွယ်လို့ဘာမှမရှိပါဘူးအဲ့တော့ဦးသိန်းအနေနဲ့အံ့ဩတာကဘာလဲဟဲ့ဆိုတော့ဒီလောက်အင်ပဒံမစိုးဝါရုံမှာလောလာတဲ့နော်မိစ္ဆာကောလူယုံမှာပြောရမယ်ဆိုရင်တိလိစ္ဆန်တဲ့တောင်မှာအောက်တန်းကျတဲ့ပုံကိုယ်အဲ့တော့ဦးဇင်းတို့ကဒီလိုပုံကိုယ်တွေဟဲ့ဆိုရင်ဘုရားကလည်းပြောထားပြီးသားအဒေဝနာစဘာလနံပဏိတန်နေစဒေဝနာပူဇာစပူဇာနေရနဲ့ဣဒံမင်္ဂလာမဟုတ်တမန်ဆိုတာမင်္ဂလာတရားတွေမှာပရမဝုဒ္ဓနောမင်္ဂလာအရာကအခုလိုလူဆိုးလူမိုက်လူယုံမာတွေကိုလုံးဝပေါင်းသိခြင်းမပြုနဲ့အားပေးခြင်းမလုပ်နဲ့အားမြောက်ခြင်းမပြုနဲ့ဒီလိုလူယုံမာတွေအားရှိလာရင်တိုင်းပြည်ကြီးပြတ်ဖို့ကဘာကြီးပြတ်ဖို့ပဲဖြစ်မယ်လို့အထင်ရှားပြောထားတာဒီလိုပုဂ္ဂိုလ်တွေကြောင့်အာရမတွေထွန်းကားမယ်နော်အဲ့ဒီလိုအာရမတွေထွန်းကားလာတယ်ဆိုရင်တိုင်းပြည်ကမငြိမ်သက်တော့ဘူးစူပတ်မယ်ငရဲတမျှဖြစ်မယ်ဒါတွေဦးဇင်းတို့ကျမ်းနေတဲ့မှာအထင်ရှားပြောထားပြီးသားပဲသို့တော်လည်းပဲဗုဒ္ဓကဒီလိုအထင်ရှားပြောထားပါလေရဲ့နဲ့နော်ဦးဇင်းတို့ရဲ့တိုင်းပြည်မှာတီတကူတို့ကစမိစ္ဆာကောင်မရောက်နိုင်ဘူးဒါပညာနဲ့ပြည့်စုံတော့မင်းကောင်းမင်းမြတ်ဆိုပြီးတော့မြှောက်ပေးတယ်နော်ပြီးတော့ခဏပြောခဲ့တယ်ဘာမှမပူနဲ့ရဟန်းတန်က4 သိန်းရှိတယ်ဆိုပြီးတော့ဒါဗီဒီယိုဖိုင်နေရစရှိပါတယ်အားလုံးမြင်နေကြတာအဲ့တော့ပြောချင်တဲ့အရာကသူတို့ပုံမှုပြီးတော့တက်ဖြတ်နိုင်အောင်အားပေးအမြောက်ပြုနေကြတာဟာဒီတကူတို့စေကိန်းနာတို့ဦးဇင်းတို့ဝါတဝတို့ပေါက်ကိုတော်တို့နော်မဂ္ဂတဘုံကြီးတွေအများကြီးပါဒါတွေဟာသမိုင်းတည်ခံနေဖြစ်ပါတယ်အဲ့တော့တကယ်တမ်းရေးဆိုရင်ဦးဇင်းတို့ဘုံကြီးတွေဟေ့ဆိုတာစာရိတ္တတီလာရှိပါတယ်စာရိတ္တတီလာဟာဦးဇင်းတို့သင်္ကန်းလောဝါဒတုံးမှာမြတ်စွာဘုရားကအထင်ရှားပြောထားတယ်ဦးဇင်းတို့ယဟန်တော်တွေရဲ့လောက်ရမယ့်တောင်းဝင်မကောင်းမြစ်တာကောင်းရညွတ်လိအတိဟောကျူးနာဘုထမံထန်တင်ရမြစ်တာလည်းပြုယဟန်မှု6 ခုလွန်သေးကြဆိုတာဦးဇင်းတို့ယဟန်တန်ဃာတော်တွေမှန်ရင်မဖြစ်မနေလောက်ရမယ့်စာရိတ္တတီလာပဲဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ကမကောင်းတာတွေဟာတားမြစ်ကြရမှာပိတ်ပင်ကြရမှာအားပေးရမှာမဟုတ်ပါအဲ့ဒါကိုတားမြစ်ပိတ်ပင်ခြင်းမလုပ်ဘူးဆိုရင်ဦးဇင်းတို့ကစာရိတ္တတီလာပြတ်တာပါအခုကမလုပ်တဲ့ပြင်မြောက်ပေးတယ်ဟေ့ဆိုတော့ဦးဇင်းတို့စာရိတ္တတီလာကိုဝါရိတ္တတီလာကိုပြတ်တာဝါရိတ္တတီလာအရာကကိုပြည်သူတွေကိုနော်ခုနပြောခဲ့တဲ့ဝါတဝတို့ပောက်ဖို့တော်တို့ဟေ့ဆိုရင်မီးတွေသွားရှို့တာဒလန်တွေမွေးတာစစ်အာဏာရှင်ကိုဘုံကြီးနေကျဲဖို့ဟေ့ဆိုပြီးတော့သူတို့နော်ဗီဒီယိုဖိုင်နေနဲ့အစားတက်နေတာပြောနေတာလေမြင်တွေ့နေရတာဒါလူတက်ခိုင်းနေတဲ့ဟေ့ဆိုတဲ့ကဝီနီးယာကြည့်ရင်ပါရဇိကကြတာပါဒါဝါရိတ္တတီလာပြတ်တာအဲ့တော့ယနေ့မဘတ်ဘုံကြီးတွေကစာရိတ္တတီလာတွေလည်းပြတ်နေကြတယ်ဝါရိတ္တတီလာတွေလည်းပြတ်နေကြဒါတွေကလုံးဝကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးအဲ့တော့စေကိန်းနာဟေ့ဆိုရင်အားလုံးမြင်ရတဲ့အတိုင်းပဲနော် NLD လက်ထက်မှာဒီကာတာကျိုးလုံးကငါစိတ်မပူလို့ရမလားကွာဆိုပြီးတော့တခါအဲ့ရောက်ချလာပြီးတော့တာဝန်အပြည့်အဝနဲ့ကူညီနေကြတဲ့ဝန်ကြီးချုပ်တွေမြို့တော်ဝင်တွေနော်တာဝန်ရှိသူတွေကိုဟောက်ငှောက်ပြီးတော့ရုပ်ဆိုနေတာမြင်တဲ့အတိုင်းပါယနေ့လိုမျိုးနော်စကိုင်းမန္တလေးနော်တကယ်စကိုင်းဆိုတာသူကိုယ်တိုင်မွေးဖွားခဲ့တဲ့နေရာကြီးပါသူ့ရဲ့ဇာတိပါအခုတော့တကယ်ပိတ်မိနေတဲ့ဥစ္စာတွေနော်ယနေ့ဟေ့ဆိုရင်ဒါကဲတင်နိုင်ရင်အသက်တွေမသေးကြဘူးဗျငလင်ဟေ့ဆိုတာကဲနိုင်ရင်ကဲတင်နိုင်တယ်တော့ရှင်တန်မှုဖြစ်တယ်ဘာလို့လဲဟေ့ဆိုတော့ချက်ချင်းတည်တဲ့ကိစ္စတွေမဟုတ်ဘူးနော်အများကြီးအထဲထဲမှာခုနပြောလေပြိုကျလို့အပြင်မထွက်နိုင်လို့ဒါပိတ်မိနေကြတာတွေတဖြည်းဖြည်းနဲ့ကြမှာပြီလာတာတွေဒါတွေကအချိန်မီကဲတင်နိုင်နေဟေ့ဆိုရင်ဦးဇင်းတို့သိစရာအကြောင်းမရှိဘူးအဲ့တော့ကဲတင်ရမှာကိုမကဲတင်တဲ့အတွက်ကြောင့်သိနေခြင်းဟာတာဝန်ယူထားကြတဲ့စစ်အာဏာရှင်တွေအတွက်နော်အရေးကြီးဆုံးသူတို့မကဲတင်ဘူးဟေ့ဆိုတာဒါတနည်းအားဖြင့်ပြောရင်ရည်ရွယ်ချက်ရှိရှိပြည်သူကိုတပ်ဖြတ်ခြင်းပဲအဲ့တော့ဒီတာဝန်တွေဟေ့ဆိုတာပြည်သူကလည်းပေးထားတာမဟုတ်ဘူးအဲ့တော့မတရားသူတို့ခိုးယူထားတော့လေဒီတာဝန်နေရာကိုယူထားတဲ့ဟေ့ဆိုရင်မိမိတို့ကနပြောခဲ့တဲ့တာဝန်ကြေပွန်ခြင်းအရာပြအခုကမပြတဲ့အပြင်တက်ချင်းဖြတ်ခြင်းတွေရက်ဆက်ခြင်းတွေဘုံကျဲခြင်းတွေလုပ်နေတဲ့ဟေ့ဆိုတာအင်မတန်မှဆိုးရတဲ့အလုပ်တွေပဲဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ဘုံကြီးတွေနော်
ဦးစင်းနေနဲ့ပြောချင်တာရမိမိတို့ဟာဒီစစ်အာဏာရှင်တွေကိုစက်ပြီးတော့အားပေးနေတယ်ဟေ့ဆိုရင်ကြာလီတမိုင်းတရခဏဖြစ်လာတယ်နော်အခုဟေ့ဆိုလို့ရှိရင်ဒါလူတွေအနေနဲ့ကဒီဘုန်းကြီးတွေရဲ့စစ်အာဏာရှင်ကိုညှောက်ထိုးပင်းကိုလုံနေတာတွေကိုမြင်ပြီးတော့ဟောငါတို့ကတော့ပစ္စည်းလေးပါတူတန်းလိုက်ကြရတာငါတို့ကသူတို့ကိုဓမ္မအမှန်တရားချစ်မြတ်လို့ကြမှာပဲစာရိတ္တဒီလဝါရိတ္တဒီလကိုအတ္တချစ်မြတ်လို့ကြမှာပဲဆိုပြီးတော့လူတန်းကြတာဖြစ်ပါတယ်တို့တော်လည်းပဲယနေ့မြင်ရတဲ့မြင်ကွင်းတွေကိုပြန်ကြည့်တဲ့အခါမှာအာမကိုရတဲ့အပြင်ကိုပြည်သူလူထုတော့ပြန်တက်ခိုင်းနေတယ်ဟေ့ဆိုတော့တချို့တွေကသူတို့ဒါကြောင့်မလို့ရှောက်တယ်တပည့်တော်တို့တော့ဘာရမဲ့တွေဖြစ်လာကြပြီဗျာဘာရမဲ့ဖြစ်ချင်နေပြီဗျာဆိုပြီးတော့ရှောက်ကြအဲ့တော့ဦးဇင်းကလည်းသူတို့ပြောပါတယ်ဗုဒ္ဓကလည်းဘာသာကိုတည်ထောင်ခဲ့တာမဟုတ်ပါဘူးဘာသာမဲ့ခြင်းမဲ့လို့ရတယ်ဓမ္မမမဲဖို့ပဲရည်ကြည့်ပါတယ်လို့အဲ့လိုလဲဆိုဗုဒ္ဓကလည်းပဲဘာသာကိုတည်ထောင်ခဲ့တာမဟုတ်ဘူးသူရှားဖွေသိရှိခဲ့တဲ့သစ္စာဓမ္မကိုအလုံးလူလောကကြီးထဲမှာကျင့်ကြမေတ္တာဝေးဖြစ်တဲ့မဇ္ဈိမပရိပဒါမဂ္ဂင်၈ပါးကိုကျင့်ကြဒီတရားတွေထုံးကားမှာလောကကြီးကငြိမ်းချမ်းမယ်အာရမတွေဏိကုံချုပ်မယ်ဆိုပြီးတော့ဓမ္မတယောက်ချင်းစီရဲ့နှလုံးသားတွေထဲမှာအလုံးကျင့်နိုင်အောင်လို့လားဗုဒ္ဓမြတ်စွာဘုရားကသင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်အခုဦးဇင်းတို့ကဗုဒ္ဓသင်ပေးခဲ့တဲ့ဓမ္မကိုကြတော့လက်တွေ့မကျင့်ကြဘဲနဲ့အမျိုးဘာသာသာရဏဆိုပြီးတော့လှုပ်လိုက်တဲ့အခါမှာဦးဇင်းတို့အစွန်းရောက်မှုတွေတက်မှုတွေဖြတ်မှုတွေတခြားဘာသာကိုမုန်းတိမှုတွေတခြားလူမျိုးကိုမုန်းတိမှုတွေဖြစ်လာပါတယ်ဗုဒ္ဓကအမုန်းတရားတွေကိုဟောတာမဟုတ်ပါဘူးဆောင်းရှောက်ဖို့တွေကိုဟောတာပါမေတ္တာတုတ်ထဲမှာဒါကြောင့်မလို့မာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဆိုတာအထင်ရှားပါတယောက်တည်းတော့မိခင်ဟာသူ့ရဲ့သားလေးဘောမှာအမြဲတမ်းမေတ္တာကရုဏာမုဒိတာဥပိ္ပခာယမစုတရား၄ပါးနဲ့အမြဲတမ်းစောင့်ရှောက်တယ်လို့အလုံးသောတရားဝါတွေအပေါ်မှာဦးဇင်းတို့ဘာသာတွေမခွဲကြပဲလူမျိုးတွေမခွဲကြပဲနဲ့နောက်ဆုံးတိရစ္ဆာန်တွေကစအဲ့ဒီပေါ်မှာနော်ကျင်နာပါစောင့်ရှောက်ပါပေးကမ်းပါစာရေးစာတွေပေးပါလိုအပ်တာမှန်တယ်များကိုကူညီပေးပါဆိုပြီးဗုဒ္ဓအထင်ရှားဟောခဲ့တာဖြစ်ပါတယ်ဒါကိုစက်ညင်မဲ့လုပ်ပြီးတော့ငါမျိုးမှာငါမျိုးငါဘာသာမှာငါဘာသာတခြားဘာသာတွေကရန်သူပဲမုန်းပြီးဝယ်ဟေ့ဆိုတာမင်းအောင်နိုင်တို့အုပ်စုကမြောက်ထုတ်ပင့်ကိုလုပ်ပြီးတော့ဦးဇင်းတို့တွေးခွဲအုပ်ချုပ်ခြင်းဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ရဲ့တိုင်းပြည်မှာဒေါသမီတွေလောင်းနေလောဘမီတွေလောင်းနေမောဟမီတွေလောင်းနေမာနမီတွေလောင်းနေဗုဒ္ဓကအဲ့ဒီတရားတွေကိုမကျင့်ကြနဲ့စัญญမဲ့ဖြစ်တဲ့အာလောဘဆိုတဲ့စွန့်လွတ်ခြင်းတွေအာဒေါရဟေ့ဆိုတဲ့မေတ္တာတရားတွေအာမောဟဟေ့ဆိုတဲ့မိမိတို့စိတ်ကိုသိပြီးတော့တတိတရားနဲ့ဒါတော့လမ်းမပဲဒါတော့လမ်းမှန်ပဲဒါတော့မလျှောက်တဲ့နဲ့လမ်းပဲဒီလမ်းတော့ဘုရားဂရိပဲကြောက်ချင်းကြောင့်မလိုက်ပါတဲ့ဘက်ကိုလိုက်ချင်းရဘုရားဂရိဖြစ်တယ်မိမိကိုကားလူတွေကြောင်းလူတွေဟေ့ဆိုပြီးတော့မာမန်တိလျက်နဲ့လိုက်ရင်သန္တာဂရိဖြစ်တယ်မိမိဟာမတိချင်းဆိုတဲ့အတွက်ကြောင့်အကြောင်းအကျိုးမသိအကောင်းဆုံးမသိအမှားမှန်မသိဓမ္မအမှန်တရားမသိဓမ္မနဲ့အာဓမ္မခွဲခြားမသိရင်မောဟဂရိဖြစ်တယ်ဘုရားဟာဘယဂရိဒေါရဂရိသန္တာဂရိမောဟဂရိမလိုက်ကြဘူးအဂရိတရားတွေဟာတိုင်းပြည်ကြီးပျက်စီးဖို့ဖြစ်တယ်ဆိုတာတွေကိုအထင်ရှားဟောခဲ့တာဖြစ်ပါတယ်တို့တော့လည်းပဲယနေ့ဦးဇင်းတို့ဘုန်းကြီးတွေကဝမ်းနေစရာကောင်းတာကဘုရားပြောခဲ့တဲ့အဂရိတရားမလိုက်ပါတဲ့နဲ့အာဓမ္မဘက်စမိဇာရိဘက်တိုင်းလူပြည်သားများကိုတက်ပြတ်နေတဲ့ဘက်တွေကိုလိုက်ပါကြရင်းနဲ့ဦးဇင်းတို့ရဲ့တိုင်းပြည်ကြီးဟာယနေ့လိုမျိုးနော်ပျက်စီးခြင်းဘေးတွေကိုကြုံဆုံနေကြရတာပဲဖြစ်ပါတယ်ယနေ့ဦးဇင်းတို့အနေနဲ့ပြည်သူလူထုကိုပြောကြချင်တာကတော့ပြည်သူမှပြည်သူတို့ဘလို့ပဲအခြေအနေတွေရောက်လာဦးဇင်းတို့တသက်လုံးလည်းပဲပြည်သူမှပြည်သူတို့ဆိုပြီးတော့ကူညီကယ်တင်နေကြရတာပဲဖြစ်ပါတယ်ဒါကြောင့်ကိုညီစက်ရဝင်းကျင်နေအားလုံးကူညီကြပါစောင့်ရှောက်ကြပါနော်မိမိတို့အကုန်လုံးအကဘာလုံးရောက်နေကြတဲ့ဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေယနေ့ငလင်ရအရေးပေါ်ကာလဖြစ်တဲ့အတွက်ကြောင့်ငလင်အတွက်အာသွန်ခွန်ဆိုင်ကူညီကြပါဝိုင်းဝန်းကြပါစောင့်ရှောက်ကြပါလို့ဦးဇင်းအနေနဲ့ပြောကြလိုပါတယ်ဒီမှာဦးတင်ပါဗျာကျေးဇူးလည်းအများကြီးတင်ပါတယ်ဒီလိုလည်းပညာရေးလည်းအများကြီးရပါတယ်ဗျာနောက်ကြုံခဲ့လို့ရှိရင်လည်းဘုံဘုံအနေနဲ့ပြည်သူလူထုပေါ်ကိုဆောင်းဟန်ရှောင်းဟန်လေးတွေဒီသဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အရာလေးတွေပေါ့နော်တပည့်တော်ကြာ rescue လုပ်ခဲ့ဦးတဲ့လူတယောက်ဆိုတော့အရင်တော့ဆိုရင်တပည့်တော်တို့ rescue ကိုသဘာဝဘေးအန္တရာယ်အတွက်ကိုကြိုတင်ဇက်တိုက်လေ့ကျင့်ပြီးတော့ရသားဆိုးကလက်ထက်မှာတပည့်တော်တို့လုပ်ခဲ့ပို့ပါတယ်ဗျာဒီဘက်သူတို့အုပ်ချုပ်စစ်အာဏာရှင်အုပ်ချုပ်တဲ့အချိန်မှာပြည်သူလူထုကိုကယ်ဖို့အတွက်လည်းသူတို့မှာ
ဘာမှစနစ်တကျပြင်ဆင်ထားတာမရှိပါဘူးဗျာပြီးတော့အရှက်မရှိမျက်နှာနဲ့နိုင်ငံတကာဟိုအကူအညီတောင်းတယ်ဗျာဆိုတော့ပြီးတော့ပြည်သူလူထုမှာတဖြည်းဖြည်းနဲ့ဟိုပြားတဲ့ပြားလာတယ်ပေါ့နော်ဒုက္ခတွေဝေခဲ့ကြတယ်ပေါ့စိတ်လည်းမကောင်းပါဘူးဗျာအခုလို့ဖြေချပြီးတဲ့အတွက်ဘုံဘုံမင်းတို့ညာဗုဒ္ဓတက္ကသိုလ်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ကြုံခဲ့လို့ရှိရင်လည်းတပည့်တော်တို့ရဲ့ဒီလိုတွေ့ဆုံမင်းများတဲ့အရာလေးတွေမှာလည်းပါဝင်ပေးပါဦးလို့ဘုံဘုံရှောက်ပါတယ်ဗျာကျမ်းမာရေးလည်းကောင်းတယ်မလားဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်တင်ပါဗျာတင်ပါဟုတ်တယ်ပါဒီနေ့အခုလိုပြောခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အခုကဘုံဘုံရဲ့ဟိုကဘယ်လိုကောင်းလဲတချို့ကပြောကြတယ်ဒီသဘာဝဘေးနဲ့နိုင်ငံရေးနဲ့မဆိုင်ဘူးပေါ့နော်အဲ့ဒါမျိုးလည်းပြောကြပါနော်တကယ်တမ်းတွက်ကြည့်မယ်ဆိုရင်သဘာဝဘေးနဲ့နိုင်ငံရေးနဲ့တပည့်တော်တို့ကတော့နည်းနည်းတော့သက်ဆိုင်တယ်လို့တော့ထင်ပါတယ်ဗျတချို့အရာတွေမှာဒီနိုင်ငံရေးကိုအုပ်ချုပ်တဲ့လူတွေဟလာအချိုးမပြေဟလာအစင်မပြေတဲ့အတွက်ဒီသဘာဝဘေးမှာအခုဆိုရင်မဖြစ်တဲ့နာတွေအဲ့လိုဖြစ်ရတယ်ပေါ့နော်ဒါမျိုးတွေနဲ့တွက်ကြည့်ရင်တော့နိုင်ငံရေးနဲ့သဘာဝဘေးကတော့ဆိုင်တယ်လို့တပည့်တော်တို့ကမြင်ပါတယ်ဗျဟုတ်ကဲ့သဘာဝဘေးနဲ့နိုင်ငံရေးဆိုတာအများကြီးသက်ဆိုင်တာပေါ့တင်ပါဗျခုနပြောခဲ့တဲ့နိုင်ငံရေးတာစနစ်တာတွေကကောင်းနေတယ်ဦးဇင်းတို့ရည်ချယ်ထားတဲ့ပြည်သူအစိုးရပေါ့နော်တင်ပါ NLD အစိုးရတာအုပ်ချုပ်ခွင့်ရနေတယ်ဟဲ့ဆိုရင်ဦးဇင်းတို့ယနေ့ကိုပေါ့စီတို့ကိုအောင်တော်တို့ကိုယ်တိုင်ဟာယနေ့အဲ့ဒီနေပြည်တဲကိုရောက်နေမှာပါတင်ပါတခြားဦးဇင်းတို့ပြည်ပမှာရောက်နေကြတဲ့သူတွေယနေ့တော်တင်းထဲမှာရောက်နေကြတဲ့ဦးဇင်းတို့ PDF တွေအကုန်လုံးဟာအဲ့ဒီကေဇင်းနေရာရောက်နေကြမှာပါအခုကတော့မြင်တဲ့အတိုင်းပဲနော်ကေဇင်းနေရာကိုလည်းပဲမရောက်နိုင်ပါဘူးဘာလို့လဲဆိုသွားတာနဲ့ဦးဇင်းတို့အပါဝင်နော်အားလုံးကိုသူတို့ကကယ်ဆယ်တယ်လူမြင်မှာမဟုတ်ပါဘူးတတ်မှာပြတ်မှာပါပဲအခုလည်းပဲသူတို့ကဒီတင်းထဲမှာရှိနေကြတဲ့နော်ဦးဇင်းတို့ PDF တွေကိုတောင်မှအညိုးသေးသေးနဲ့ဒီငလင်ဘေးကြီးကိုခွင်ကောင်းယူပြီးတော့တက်နေဖြက်နေဘုံကျဲနေတာကိုမြင်တွေ့နေရတာပါပဲအဲ့တော့ဦးဇင်းတို့ခုနပြောခဲ့တဲ့ပြည်သူအစိုးရအေးဆိုလို့ရှိရင်လည်းပဲဒါနိုင်ငံတကာတွေကနေပြီးတော့ချက်ချင်းနော်အကုန်လုံးထိထိရောက်ရောက်ကယ်တင်ရေးတွေကိုချက်ချင်းဆောင်ရွက်မှာပါပဲအခုတော့သူတို့ကအရှက်မရှိတာဒါကယ်တင်ဖို့တာပြောနေတာဦးဇင်းတို့နာကိနော်ဦးဇင်းတို့မှုံတိုင်းဘေးတုန်းကမြင်တဲ့အတိုင်းပဲအမေရိကန်ရေတပ်တင်မောကြီးတွေကယ်ဆယ်ရေးတင်မောကြီးတွေကပင်လယ်ဝါးကိုရောက်နေပါပြီနော်ကယ်ဆယ်ဖို့တတ်ပါပဲဝင်ခွင့်ပြုပါဆိုတာကိုသူတို့ဝင်ခွင့်မပြုတဲ့အတွက်ကြောင့်ဦးဇင်းတို့အသက်တွေနော်2သိန်းကျော်3သိန်းကြီးပါသိဆုံးနေကြရတာအားလုံးလည်းမြင်ပါပဲအခုလည်းပဲသူတို့ကိုဘယ်သူကယုံမှာလဲရှင်းမှတာတကတွေရှိနေကြတာအခုလည်းပစ္စည်းတွေမှန်တယ်များငါတို့အပ်ပါလို့တာပြောနေတာနာကိကယ်ဆယ်ရေးတုန်းကလည်းသူတို့ကိုအပ်တဲ့ပစ္စည်းတွေအပြင်ဈေးတွေထဲမှာထုတ်ရောင်းတာဦးဇင်းတို့ကိုယ်တိုင်မြင်တွေ့တာပဲဦးဇင်းတို့ကိုယ်တိုင်နာကိဧရိယာမှာမွေးဖွားခဲ့တာအဲ့ဒီကာလတစ်ချောင်းလုံးဦးဇင်းတို့ကိုယ်တိုင်လည်းကူညီခဲ့တာတချို့နေရာတွေဟဲ့ဆိုရင်သူတို့တောင်းခွင့်ဝင်ခွင့်မပြုလို့ပြန်လှည့်လာရတာတွေလည်းရှိပါတယ်တချို့ဆိုကယ်ဆယ်ရေးနဲ့အဖမ်းခံခဲ့ရတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်ပြောချင်တာအရာကစစ်အာဏာရှင်ဟာသူ့အာဏာတည်မြဲရလွယ်လို့ကျန်တာဘာမှကောင်းတဲ့မှာမရှိပါဘူးနော်ဒီတာဝန်တွေဟဲ့ဆိုတာပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကဒါလင်းပြည်သူမျက်နှာကြည့်တာမကြည့်လို့လည်းမရပါဘူးသူ့ရဲ့စနစ်ကပြည်သူကိုမကြည့်ရင်သူကချက်ချင်းထိုင်ကုန်ကနေဆင်းပေးရမှာပါဒါကိုပဲဒီမိုကရေစီစနစ်လို့ခေါ်တာပါယနေ့တော့ဒီမိုကရေစီစနစ်ကိုအားလုံးဖျက်ဆီးကြည့်ပြီးတော့ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ရွေးကောက်ရလဒ်တွေကိုမျက်ကွယ်ပြုအာဏာကိုမတရားသိမ့်ပြီးတော့အာဏာရှင်စနစ်နဲ့ကျင့်သုံးနေတဲ့အတွက်ကြောင့်ယနေ့လိုမျိုးနော်ညီလူတွေကအဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေရတာပဲဖြစ်ပါတယ်အဲ့တော့ကိုပြည်သူကနေပြီးတော့ကိုပြည်သူကိုလွတ်လပ်စွာကူညီခွင့်မရတဲ့ဘဝအခြားနိုင်ငံတွေကနေပြီးတော့ကူညီခြင်းတော့လည်းပဲတကယ်ကိုမှဒါရိုက်သူတို့ကိုယ်တိုင်ဝင်ရောက်ပြီးတော့ကူညီခွင့်ဝင်လင်းမြင်တာမှုတွေမရှိတဲ့အတွက်ကြောင့်ယနေ့နော်ငလင်ထဲမှာပိတ်မိနေတဲ့လူတွေကကဲပါလာခဲ့ကြပါဆိုတဲ့အတန်တွေဟာဦးဇင်းတို့ဘလုံးမခံစားနိုင်တဲ့အတန်တွေဖြစ်နေပါတယ်ဒါကြောင့်နိုင်ငံရေးနဲ့ဆိုတာအားလုံးတက်ဆိုင်ပါနိုင်ငံရေးဆိုတာကိုယ်နိုင်ငံကြီးရဲ့အခုလိုတဘာဝဘေးတွေနော်အကုန်လုံးအရေးအမှန်တည်းပညာရေးကျန်းမာရေးစီးပွားရေးနော်အကုန်လုံးဟာနိုင်ငံရေးတွေအဲ့ဒီအရေးတွေမှန်တယ်များကိုဖျက်ဆီးတာလေအာဏာရှင်စနစ်ပါပဲဒါကြောင့်ဦးဇင်းတို့ကအာဏာရှင်စနစ်ကိုချုပ်ပြီးတော့ကိုပြည်သူရွေးချယ်တဲ့နော်ပြည်သူအစိုးရဒီမိုကရေစီစနစ်ဖက်ဒရယ်ဒီမိုကရေစီစနစ်တွေပေါ်ထွန်းมาတာလေရင်ဦးဇင်းတို့တိုင်းပြည်ကြီးဟာနော်ခုနကပြောခဲ့တဲ့ငြိမ်းချမ်းမယ်ကောင်းမယ်တကယ်တဘာဝဘေးတွေကြလာတယ်ဟဲ့ဆိုရင်လေအသေးအပြောက်တွေနင်းမယ်အပျက်စီးတွေနင်းမယ်ကိုကြီးကယ်တင်နိုင်မှုတွေအများကြီးလုပ်နိုင်မယ်ဆိုတာဦးဇင်းအနေနဲ့ပြောကြလို့ပါဟုတ်ပါဗျာတမန်ပါခုလိုပြည့်စုံစုံဝေဖန်ထောက်ပြပေးတဲ့အတွက်ဘုံမင်းတုံညဗုဒ္ဓတက္ကသိုလ်
သူပဲကျေးဇူးတင်ရှိပါတယ်ဥတင်ပါတယ်ဗျာ ဟုတ်တယ် ဟုတ်ကဲ့ပါကျေးဇူးပါ ကဲကို ရေ အခုဆိုရင်ဒီကျွန်တော်ရှေ့မှာလဲတချို့အရာလေးတွေကျွန်တော်ထောက်ပြခဲ့ပါတယ် ဟုတ်တယ် သုံးသက်ပြပါတယ် မှန်ပါတယ် ကျွန်တော်တို့ပြီးတဲ့ခါမှာတော့ဒါဆရာတော်မင်းတုံည ဗုဒ္ဓတက္ကသိုလ် ဗုဒ္ဓတက္ကသိုလ်ရဲ့နော်ပြည့်စုံတဲ့အချက်လက်တွေနဲ့ဝေဖန်ထောက်ပြမှုတွေဟလား မှန်ပါတယ် ဒီတဘာဝဘေးနဲ့နိုင်ငံရေးနဲ့ဘယ်လိုသက်ဆိုင်မှုတွေကိုဒါပြည်သူများသိအောင်ရှင်းပြပေးတော့ပါတယ်နော် ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ငယ်လင်ပေးနဲ့ နိုင်ငံရေးပေါ့နော် နိုင်ငံရေးပေါ့နော်ဆိုတော့ဆက်နွယ်နေတဲ့အရာလေးကိုရှင်းပြတာဖြစ်ပါတယ်မနေ့ကကြရင်လည်းကျွန်တော်တို့ဒီလိုအစီအစဉ်မျိုးတွေကိုလာပါဦးမယ်ဆိုတော့ပြည်သူများပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူများပြည်တွင်းမှာရှိတဲ့ငလင်ဘေးကိုတန်ကိုခံစားနေရတဲ့ကျွန်တော်တို့ရဲ့ပြည်သူများအားလုံးကိုစိတ်နှစ်ပြားကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်တို့အဝေးရောက်နေတဲ့ညီကိုနှစ်ယောက်ကဆုမွန်ကောင်းတောင်းပေးပါဗျာ အားလုံးပဲဘေးကင်းကျမ်းမာကြပါစေ